လို့စင်လေအဲ့ဒီမိမရောက်မှဖေလို့မဆဆပြောတယ်မျိုးမိုးလာရောက်မှလို့စင်လေကိုစီလဲကောင်းကောင်းမနေရမှာမဟုတ်ဘူးထိုင်းနိုင်ငံမှာစီးတဲ့ထောက်ပို့တွေအားလုံးလဲအကောင်လုံးဒုက္ခရောက်မှာအားလုံးပဲမင်္ဂလာပါခင်ဗျာမမိုးကိုတခိုးမလို့ဆွဆွဲပြီးတော်လန်ရေးကိုပါဖျက်ဆီးဖို့ကြိုးစားနေတဲ့မိမယုတ်ဆဆရဲ့အောက်တန်းကြတဲ့အတန်ဖိုင်အစ်အမှန်တွေပေါ်ထွက်လာခဲ့ပါပြီ6နှစ်ကျော်အတွင်းဘသူဆရာမမလို့ပဲတစ္ဆာရှိရှိလုပ်ခဲ့တဲ့မမိုးရဲ့နောက်ွယ်မှာဓာတ်နဲ့ထိုးဖို့ကြံစည်ခဲ့ကြတဲ့မေစုနဲ့ဆဆတို့ရဲ့အကွက်ဆုံးလိမ့်လည်မှုကိုပြည်သူတွေဆုံးဖြတ်နိုင်ဖို့အတွက်တက်တေတွေနဲ့တကွတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာမိုးသာရောက်မှလို့စင်လေအဲ့ဒီမိမရောက်မှဖေလို့မဆဆပြောတယ်မျိုးမိုးလာရောက်မှလို့စင်လေကိုစီလဲကောင်းကောင်းမနေရမှာမဟုတ်ဘူးထိုင်းနိုင်ငံမှာစီးတဲ့ထောက်ပို့တွေအားလုံးလဲအကောင်လုံးဒုက္ခရောက်မှာဘာလို့ဆိုတော့အဲ့ဒီအောက်တန်းစားမဆဆချထားတဲ့အကွဲကသူချထားတဲ့အကွဲငါလိုက်လောက်တယ်လို့မျိုးဖြစ်လို့စင်လေအားလုံးဒုက္ခရောက်မှာငါကမရောက်မှာလို့ငါကတော်လန်ရေးအစ်စ်မှဖြစ်လို့ငါကသူ့ကိုရတန်းခိုင်းတယ်ငါလဲရခိုင်းတယ်နော်သူ့ကိုမပေးလို့ချင်တော့ဘူးငါဘာသာငါရဲ့ပြဿနာငါကောင်းမွန်နဲ့ဖြေရှင်းမယ်နော်ငါတက်ပြီးတော့ဖြေရှင်းတဲ့ကိစ္စကငါတော့အမြန်နည်းနဲ့ပြီးစေချင်တယ်နော်လူတယောက်ကလိန်စားလားမလိန်စားလားခိုးစားလားမခင်းစားလားကိုတက်တေထောက်ထားနဲ့ပေါ်ပြတော့ကသူ့ကိုခေါ်တော့ကသူမလာလို့ရှိရင်ပြည်သူရဲဆုံးပြလိုက်ပြီโอเคနော်အခုဒီကောင်မရဲ့အတန်ကိုမမို့ဖွင့်ပြမယ်ဘယ်လိုမျိုးရောက်มาပြီးတော့ကိုစီကိုဘယ်လိုမျိုးဖမ်းပြီးတော့ကြံစီမလဲပြီးတော့ तू ကအဲ့လိုမျိုးဖမ်းပြီးတော့ကြံစီလို့ရှိရင်ကြံတဲ့ထောက်ပို့တွေအားလုံးကဘန်တွေအားလုံးဘာတွေဖြစ်လာမလဲဆိုတာငါသိလို့ငါရက်တန်းလိုက်တာနော်သူ့ရဲ့အတန်လာပြီးတော့နားထောင်အဲ့ဒီ SW reaction လောက်နေတဲ့ဟိုအကိုကြီးပေါ့နော်ဟိုအောက်တန်းကြတာလားဟိုဗလဲမလစ်လာတာလားမိုးလည်းမသိပေါ့နော်โอเคနော်အဲ့ဒီဆာဆိုတဲ့မိန်းမယုံမရဲ့အကြောင်းကိုတေချာမသိပဲနဲ့နော်သူကအဲ့ဒီဆာရဲ့အတန်ကိုပြန်တင်တာပေါ့မပြောဟိုလူပေါင်းမေစုပေါင်းမှာသူပြန်တင်တယ်ပြီးတော့သူဘာပြောဆိုတော့ဝိုးလေမမို့တော့ဝိုးလေတဲ့အေးသူပြောတယ်လို့မျိုးသာဖြစ်လို့စရင်လေဝိုးမလဲခင်မှာကိုစီနဲ့ကြံတဲ့လူတွေအားလုံးအကလုံးထောင်မှာရောက်မှာအားလုံးပဲဘယ်သူမှမကြံဘူးနော်ဒါမဲ့နေပြောတဲ့ဝိုးကဘာဝိုးလဲဟမ်ဒီမှာလာတော့နားထောင်နော်အဲ့ဒီနေပြန်တင်တဲ့အဲ့ဒီအောက်တန်းစားမဆဆရဲ့အတန်ကအဲ့ဒီအတန်ပိုင်စရာနေစိတ်ထင်သူတော်ကောင်းလားလို့ဟမ်ဘာလဲငါကကိုစီကိုဘာလဲကိုစီဘာလဲကိုစီကိုလောက်ခိုင်းတယ်ငါမခိုင်းလို့ဘာညာတလကငါဘာလဲငါသူကမလောက်ပေးလို့ငါကဘာညာတလကပြန်ပြီးတော့ပြောတယ်ပြန်ပြီးတော့ရောက်มาတယ်အေးလာပြီးတော့နားထောင်နော်အဲ့ဒီကောင်မကသူငါ့ကိုခိုင်းတာလားငါသူ့ကိုခိုင်းတာလားသူကခွေးဖြစ်ပြီသူကလူဖြစ်နော်ငါကလူစိတ်စီလို့ဒီပြဿနာကိုငါရပ်တန်းတာအဲကြောင့်ကိုစီပြဿနာနဲ့ငါပြဿနာငါအမြန်နည်းနဲ့ရပ်တန်းခိုင်လို့နော်အဲ့ဒီအောက်တန်းစားမကမကျင်နာလို့ခွေးချင်းပြန်တော့ကြံတာအဲ့ဒီအောက်တန်းစားမအကြံဉာဏ်နဲ့ငါဆက်ပြီးတော့သွားပြီးတော့ငါဆက်ပြီးတော့လုံနေရင်လေကိုစီလားကြံတဲ့ထောက်ဖို့အားလုံးဘန်တွေအားလုံးကထိုင်းနိုင်ငံမှာပွဲဖြစ်ကုန်ပြီထိုင်းနိုင်ငံမှာတနိုင်ငံလုံးကတော်လန်ရေးသမားတွေအားလုံးဒုက္ခရောက်ကုန်ပြီနော်ငါရပ်တန်းလိုက်လို့ငါစီမှာပြန်လာကြိုက်တယ်ငါ့ကိုပြန်တော့ပြဿနာစားတာလေ तू ဘာမှလုပ်လို့မရတော့ဘူးလေ तू လုပ်လို့ရတာငါပဲဒါမဲ့သူ့ရဲ့စကား तू ပြောတဲ့အတိုင်း तू ခံတဲ့အတိုင်းငါဆက်ပြီးတော့လောက်လို့စင်လေငါတော့မှမကကိုစီပါမကြံတဲ့ထောက်ဖို့အားလုံးအကောင်ခွေးဖြစ်ကုန်မှာအဲ့ဒါ SW reaction အောက်နောက်မရှိတဲ့အောက်တန်းစားအဖိုးကြီးလာပြီးတော့နားထောင်ပေးပါနော်နေအထင်ကြီးနေတဲ့အဲ့ဒီအောက်တန်းစားမဆဆရအတန်လာပြီးတော့နားထောင်ပေးကြပါဒီမိမရောက်မှတော်လန်ရေးကိုဖျက်လို့ဖျက်စီအောင်ထောက်ဖို့တွေအားလုံးပြိုကွဲသွားအောင်အားလုံးဒုက္ခရောက်အောင်ပေါ့နော်တော်လန်ရေးကြဆောင်အောင်လုပ်နေတဲ့ဒီကောင်မမိမရောက်မှရဲ့အတန်ကိုအားလုံးလာပြီးတော့နားထောင်ပေးကြပါဟုတ်တယ်လေအစပိုင်းမှာအဲ့ဒီကောင်မတွေလဝင်စုပ်တယ်အမှန်မှန်ဆိုလို့ရှိရင်မမိုးနဲ့သူနဲ့နှစ်ယောက်လည်းပဲဖြစ်နေတယ်ဆိုစကားဒီကိုပို့ဂျားတွေမှာအကုန်လုံးအဲ့ဒါကြောင့်မို့လို့ပိုကြီးသွားတာအမတို့ဆိုကြည့်တာအမဆိုလို့ရှိရင်ငစီပဲလိုက်ပြီးတော့ဖြူဖြူမို့ဆဲတာတယ်မတွေ့ဘူးလားအဲ့တော့ဆိုအမစာနဲ့ရေးပြီးတော့ငစီကိုတင်ထားပေးတာလေအဲ့မှာမအေးလို့နေကြည့်လေအမရက်တွေတိတ်တွေလာတွေနေစာမတောက်ဘူးလားငါတင်ထားပေးတယ်မအေးလို့ဒီကိုငါဝင်းရက်ပေးထားတာအဲ့ဒါသူပြောတယ်သူနေရာအမလို့ချင်တယ်ဆိုတော့ဒီအောက်တန်းစာအဲ့တော့မလို့နေ့နေရာကိုငါလို့ချင်တယ်နေ့နေရာကိုငါပေးမှာထောင်ထဲကိုအေးလို့ရက်ငါပြောမှာသူအမပြောချင်တယ်တိလားအမလူကြီးတွေတားထားတာတိလားတပုတ်တစ်ခေါင်းကြီးပဲအမကိုတားထားတာအဲ့သူကိုစီကိုပြောထားတာနော်အဲ့ဒါဆိုလည်းကြက်တည်းမရှိတဲ့ဖာတယ်မအမဘယ်တော့မှမရှိလာပြီနဲ့အဲ့ဒီဖာတယ်မမျက်နှာကိုကြည့်မလေးခွေးစပါးမှာလောက်ထွက်နေတယ်အာအမသွားကြည့်လိုက်မယ်ယုံလို့အဲ့ဒါဆိုလည်းကြက်တည်းမနီစီသူပြောတာသူပြောထားတဲ့ဗီဒီယိုဖိုင်ကိုဒါဒေါင်လို့ဆွဲထားနော်ဘာလို့ဒေါင်လို့ဆွဲထားခိုင်းလဲဆိုတာမမိုးကသူ့ကိုစိတ်နေစားခိုင်းတာနော်ကိုစီမမိုးကိုခိုးစားတယ်လို့တခိုးမလို့ပြောနေတဲ့အချိန်မှာသူ့ကိုတရားဆွဲချင်တယ်မမိုးကိုစိတ်နေစားခိုင်းမှာအဲ့ဒီတခုပဲမမိုးစားခိုင်းတာနော်तू ကဘလဲဟိုထောက်ဖို့တွေရဲ့ဘန်တွေဥပဒေနဲ့ညနာပါညာတလကအဲ့ဒီကိစ္စတော့ तू ကခွေချင်းကြံမှာမမိုးနဲ့မဆိုင်ဘူးကိုစီကိုရအောင်တရားဆွဲမယ်အဲ့ဒီချိန်မှာမမိုးတော်ဒေါသထွက်ပြီးတော့စိတ်နာတာနော်မမိုးကိုဗလဲအသိန်း30ရလို့စင်9သိန်းခိုးစားတယ်9000ရလို့စင်3000ခိုးစားတယ်အဲ့လိုမျိုးပြောနေတဲ့အချိန်မှာလေအဲ့ကြောင့်မမိုးကနော်ရအောင်တရားဆွဲခြင်းတယ်အဲ့ဒီချိန်မှာဒေါသအရန်ထွက်တာတော့ဘာမှမစင်စားတော့ဘူးချိန်မှာသူ့ကိုရအောင်တရားဆွဲမယ်အဲ့ဒါပဲနော်သူ့ကိုရောက်ပါလေအထောက်ပို့တွေအားလုံးအကောင်လုံးဒုက္ခရအောင်ထောက်ပို့ပန်တွေအကောင်လုံးပိတ်ခံရအောင်မမိုးကလောကစိတ်မရှိဘူးဒီကောင်မတော့လောက်ဖို့ရည်ရွယ်ချက်ရှိတယ်
နော်လောက်ဖို့ရင်ရွယ်ချက်အများကြီးပဲရှိတယ်အဲ့တော့ तू လောက်ဖို့ရင်ရွယ်ချက်ရှိတဲ့အတွက်ကြောင့်မမွားအမြန်ကြီးနဲ့ရတန်ခတ်လေသူရအတန်ကိုပဲဆက်ပြီးတော့နားထောင် ငါစီထင်းရင်သူတို့လည်းကြဲမလားမောင်လေးသူတို့ပြောထားတဲ့စကားသူပြောထားတဲ့စကားပဲလေငါစီအထောက်ပိုးကမရှိတော့ဘူးဆိုရင်သူတို့လည်းမလုပ်တော့အဲ့ချိန်ကျမောင်လေးတို့ဟာတော့လေငါစီမရှိတော့ဘူးငါစီတော့ဘာလို့မလိုက်သွားလဲစစ်စစ်လေးပဲအဖေကအမလုံးစားကြည့်တာအမလုံးမှာအဲ့ဒါကြောင့်မလို့မိစုလည်းအမပြောတယ်ညီမလေးမိစုညီမလေးတကယ်လို့အဲ့ဒီသူခေါ်တဲ့မဟာချိုင်းရဲ့မြေကိုအမတို့သွားရတဲ့ခါကျရင်ညီမလေးတထေရသူပြောတယ်အမတဲ့သူတထေကိုခေါ်လို့ရတယ်တဲ့သူတထေလည်းလိုက်ပေးမယ်တဲ့အဲ့ဒါဆိုရင်လေသူ့အတွက်ညီမလေးမိစုသွားလေဘာမှကြောက်စရာမရှိတော့ဘူးသူတထေသူ့ကိုခေါင်းဖုံးပေးမှာ အဖေတော့ပေါ်ကမီနော်မေစုကိုဘယ်လိုမျိုးခေါ်ပြီးတော့အပြင်မှာထွက်လာလို့ရအောင်ဘယ်လိုမျိုးကြံစီလဲဆိုတော့အကောင်လုံးစီတဲ့တက်တေထောက်တာဘယ်လောက်ရောက်မှလဲနော် မလေးမိစုတော့မေးလိုက်တော့နော်မဆာလည်းပါသွားတယ်ညီမလေးမိစုလည်းသူ့အတွက်ကသူ့တထေပါသွားတယ်အဲ့တော့မလို့သူ့တထေက ယုံပြီလားမေစုကပြောတယ်သူတယောက်ပဲရင်ဆိုင်ရတယ်ပြီးတော့နေရင်းနဲ့အဲ့ဒီကောင်မသူ့ကိုတော့ကဲတယ်နှစ်ခုဆောင်နှစ်ယောက်စလုံးကခွေးချင်းပေါင်းပြီးတော့တူသွားတာတူလောက်နေတာဒီကိစ္စနော်တူရောက်မှနေတာနော်တက်တယ်ပဲသူတို့နှစ်ယောက်ဘာတွေလုံလဲဆိုတာကြိုတင်စီစဉ်ထားတဲ့အတန်ပဲ တပိမဲ့သူပြောပြတာပဲမိစုကအဲ့ဒီတော့သူ့တထေပါသွားတယ်ဘူးဘာလို့ရဲလဲသူ့တထေတခုမဲ့ပြောပြတာငါလို့တမငါတပည့်စာရွက်စာတန်းနေစစ်တာငါသူ့တထေအဲ့ဒီအချိန်မှာဆိုရင်ငါစီကတင်ချိုင်းကိုရောက်ပြီးမိစုလောက်ရကမန်းနေမိစုအဲ့ဒီတော့မလို့သူပြောတာသူ့တထေကိုလည်းသူမေးပြီးကျမဒီလိုတွေဖြစ်တာမဆိုင်ဘူးတဲ့နေတရေဝင်နေတာတရေဝင်ပန်းကိုကြိုင်နာတဲ့ဘာမှလုံးလို့မရဘူးတဲ့အဲ့သူတို့စစ်မှန်ဆိုပေးစစ်လိုက်ဒါပဲရှိတယ်နော်သူတို့ဟာကိုအဓိကကြတယ်နောက်ပြီးတော့သူ့တထေကလည်းပလိနဲ့တိုင်လို့ရတယ်မိပမာနဲ့ဘာဖြစ်လဲဆိုတော့သူ့တပည့်ကိုလိန်လေတယ်လို့ပြောလို့ရှိရင်ဒါဟုတ်တယ်နော်လိန်လေမှုနဲ့ပြောတယ်ဆိုလို့ရှိရင်ဒါဟိုကောင်ကမိပမာနဲ့ဆိုရင်ထောင်လုံးကြမှာငါစီကနော်ချက်ချင်းတော့ဖမ်းသွားလို့ရတယ်ပတ်စံမယူဘူးကျမတို့နေတာချင်းမယူဘူးကျမတို့ထောင်ကြပေးပါဆိုရင်တော့ပြီးပြီသူကမြင်းချစ်တယ်လို့မြင်ရင်တခိုးကိုပလိဖန်တာပါဆန်းလို့တော့ပြီးသူပတ်စံကိုခိုးစားတယ်လိန်လေထားတယ်ဟုတ်တော့နော်မဟုတ်တာတွေလောက်ထားတယ်တခိုးလူလိန်ကိုပလိဖန်တာလူဆိုးကိုပလိဖန်တာဆန်းလို့လားမြင်းချစ်တယ်လို့မြင်လေအဲ့ဒါအမြင်မှန်ပဲလေငါမမိုးကသူလောက်တယ်လေလွယ်လေးမြင်းချစ်တယ်လို့မြင်လေအဲ့ဒါအမြင်မှန်ပဲလေငါမမိုးကသူပြောရမှာငါ့ကိုတခိုးပြောတယ်ငါမခိုးလို့ငါဖမ်းမခံရတာလေခိုးတဲ့လူဖမ်းခံရတာဆန်းလားသူပဲအော်နေတာလေလိုက်ပေါ်မှာငါ့ကိုလည်းစီးဆိုပြီးအော်နေတာလေလောက်တဲ့ရင်လွယ်လေးအိတ်တော်လားလောက်တဲ့လွယ်လေးသူပြောတယ်ဟုတ်လားသူထောင်ကြမှာသူတေးကြောက်တယ်သူဘာတွေလောက်ထားလဲလောက်တဲ့ရင်လွယ်လေးအိတ်တော်လားလောက်တဲ့လွယ်လေးသူပြောတယ်ဟုတ်လားသူထောင်ကြမှာသူတေးကြောက်တယ်သူဘာတွေလောက်ထားလဲသူမကောင်းတာတွေလောက်ထားတယ်အများပြားကြီးလေအဲ့ဒါမှမို့မတော်ပြောပြရဲဘူးသူ့အတင်းသားတွေအမလည်းပြောပြတယ်တပုံကြီးပဲသူတို့လည်းအချိန်မရွေးပဲအမကိုကူညီဖို့သူတို့ပြောထားပြီးသားဒါကမှမိုးတော့ပြောပြမမိုးက live ပေါ်မှာအမအော်ကြီးဟိတ်ကျဲတယ်ပြောမှကြောက်လို့အမလုံးဝမပြောပြီးတော့အမရင်ပတ်ထဲမှာပဲထားတာတနည်းမဟုတ်ရင်တနည်းနဲ့ညီမလေးမေစုနဲ့လည်းအမစကားပြောပြီး တိလားအဲ့ကြောင့်သူတို့နှစ်ယောက်ခွေးချင်းမစခင်မှာသူတို့နှစ်ယောက်စကားပြောပြီးဘယ်လိုဘာတွေလုပ်မလဲဆိုတာတက်တေတွေအခုပေါ်လာကုန်ပြီနော်ကိုစီနဲ့ကိုစီအတင်းသားတွေကဘယ်လိုမျိုးကွဲလဲကိုစီအတင်းသားဆက်ကိုဘာတွေလာတော့တိုင်လဲဆိုတာတက်တေထောက်ထားဒီမှာအကောင်လုံးစီးတယ်ဘယ်သူကခွေးဖြစ်လဲဘယ်သူကတခိုးဖြစ်လဲဘယ်သူကလူရောက်မှဖြစ်လဲဆိုတာအကောင်လုံးပေါ်ကုန်မှာပြီစင် ညီမလေးမေစုလည်းမကြောက်ဘူးသူလည်းပြောတယ်အမပိုင်သူလည်းသွားမှာပဲညီမလေးမေစုက တွေ့လား နော်ဒါပေမဲ့မမိုးကို line ပေါ်မှာထပ်ပြီးတော့ဒီလိုမျိုးမပြောဘူးပဲနော်ငါစီကိုသူဆဲမလားမအေးလို့တောင်းစားအောက်တန်းစားတခိုးကြိုက်တယ်လို့ဆဲနော်ဒါပေမဲ့ကျန်တဲ့လူတွေကိုမဆွဲထဲလာနဲ့ဘယ်လိုလို့သူ့အလိုကိုလုံဖြစ်မှာတော့မောင်လေးအမသူ့ကနေကိုလုံဖြစ်သွားမှာပေါ့အယူရဲ့ကိုပလက်ယုံသွားလို့စီလို့ရှိရင်ကိုအတာပဲဟုတ်တော့သူ့နဲ့မြေကိုသွားတယ်ဒါပေမဲ့သူ့အိမ်ကိုသွားဆရာပါစောက်ကြောင်မှမရှိပိုင်နဲ့ကျုံလို့မှုဆိုတာဟုတ်တော့အဲ့တော့ဘလို့ငါတို့ပလက်ယုံစီတယ်သူခေါ်လို့ကျမတို့ပလက်ယုံလာရတယ်အဲ့ဒီတော့ကျမတို့ကိုခေါ်ပေးပါသူပြောတဲ့စီရင်စစကျမတို့ဥပဒေနားလေတယ်ဒါပေမဲ့သူ့အိမ်ကျမတို့သွားလို့မရဘူးပလက်ကနေကျမတို့သူ့ကိုခေါ်ပေးပါဆိုပြီးတော့အဲ့ဒီအပုံလေးစပြီးတော့ကိုကချပြပြီးတော့ခေါ်ခိုင်းရမှာပဲလေကိုသွားတယ်လေဒါပေမဲ့စောက်ယူထားပြီးသူ့အိမ်ကိုသွားမလားအဲ့ဒါမှသူ့အလွန်အမဘလို့မျိုးပြောထားလဲတိလားကိုဆောင်လို့ကိုအမဘလို့မျိုးပြောထားလဲတိလားကိုဆောင်လို့ကိုဆောင်ကပြောတယ်ညီမလေးအဲ့ဒါဆိုလို့ရှိရင်အကိုပလက်ယုံမှာခေါ်ပေးမယ်တဲ့ပလက်ယုံမှာစစ်ကြတဲ့ပလက်ယုံမှာစစ်တယ်ဆိုရင်ဘယ်သူကတို့ဘာလုပ်လို့ရမှာလဲအဲ့ဒါကကားလေသူပြောတယ်ပလက်ယုံမှာခေါ်လို့စင်ဘသူကတို့ကိုဘာလုပ်လို့ရမှာလဲဘာမှမသိပဲနဲ့ပလက်ယုံမှာခေါ်လို့စင်ဘသူကတို့ကိုဘာလုပ်လို့ရမှာလဲဆိုတာဘန်ချီနဲ့ပတ်သက်လာလို့စင်ဘန်နဲ့ပတ်သက်လာလို့စင်ခိုင်းဥပဒေနဲ့ညှိနေမဟုတ်လားဟမ်အဲ့ဒါပလက်ယုံမှာခေါ်ပြီးဆိုရင်ကိုစီလဲခွေးဖြစ်ငါရဲ့စင်မလဲခွေးဖြစ်အကောင်လုံးခွေးဖြစ်ပဲမဟုတ်လားထိုင်းနိုင်ငံမှာထောက်ပို့လောက်နေတဲ့သူတွေရဲ့ဘန်အားလုံးကလုံးဘန်ပိတ်ခံရမှာဟုတ်လားအဲ့ဒါသူ့ရဲ့ခွေးချင်းကို तू ကလူတွေကိုလိုက်ပြောစီအောင်နေချင်မှာဘာမှဖြစ်ပလက်ယုံဒီကောင်မရောက်မှနေတာအောက်တန်းကြနေညစ်ပတ်နေတာ
မွာအမြင်နည်းနဲ့ရတန်းလိုက်တာအဲ့တော့ရတန်းတာကိုအဲ့ဒီမောင်လေးကပြောတယ်ဒီကိစ္စရလို့မရဘူးလားသူပြောတယ်ရလို့မရဘူးတဲ့ရလို့စင်မမွာတသက်လုံးသူ့ရဲ့နာမည်စိုးနဲ့ကြံသွားမယ်တဲ့ဘာညာတလကနာအဲ့ဒီပြောဆိုတော့ကိုစီအဖမ်းခံရမှာပေါ့ကိုစီရဲ့စင်ကိုစစ်စစ်ပြီးမှာပေါ့မမွေရဲ့နာမည်အကောင်းတာဘာမှမဆိုင်ဘူးမမွာမခိုးစားရမလိန်စားတဲ့အတွက်ကြောင့်နော်မမိုဒီပွဲကိုဒီအလောက်ကိုဒီကိုစီပြဿနာလားမိုဆက်မလို့လဲဘာမှဖြစ်သွားဘူးပြည်သူတွေဆုံးဖြတ်ပြီးသားပြည်သူတွေသိပြီးသားနော်သူပဲဆက်တော့စေချင်တာပြောနားထောင် တိပဲလေဟုတ်တော့လားအဲ့ဒါကတတိပဲလေဟုတ်တော့လားအခုပြောမယ်မောင်လေးတို့ကတခိုးအမိခဲ့မလားရှက်မလားအဲ့ဒါပဲပြောတခိုးအမိခဲ့မယ်ဆိုအမကစာနဲ့ရေးတင်မှာနော်မမိုးနဲ့ပတ်သက်ပြီးအမကိုတော့တစ်ခါဘာမှလည်းမမေးပါနဲ့အဲ့ဒီမှာအဖြေပဲသိတော့လားအမကတော့နာမည်အပြတ်မခဲ့ဘူးဘာလဲတမိုင်းရိုင်းနေ တွေ့လား तू ဆက်ပြီးတော့ရောက်မှမယ်တွေ့လားမမွာရလိုက်လို့ရှိရင် तू ဘာတွေလုပ်မလဲဆိုတာအဲ့ဒါပြောထားတာအခု तू လောက်နေပြီလေမေစုကို तू ဘာတွေပြောမေစုပြော तू ပြောတဲ့အတိုင်းမေစုကိုဗလဲ तू ဖြစ်နေတဲ့အတိုင်းမေစု तू ပြောခန်းတာအခုစင်ပြီလားနော်စင်နာထား အမလှုပ်လာတဲ့တက်တန်မှာဒီလူခိုးတယ်ဆိုရင်အမတို့ကအချက်အလက်တင်အောင်ချပြအောင်မှာအခုတကယ်လို့ဒါကိုမချပြနိုင်ဘူးဆိုလို့ရှိရင်တော့အဖေကစင်းစင်းလေးပဲနော်မမိုးဘဝတခိုးနဲ့မိနဲ့သွားမှာသူမခိုးရပြီးတော့တခိုးလို့သူများဆွဆွဲပြီးတော့တသက်လုံးကြီးအမေဆန်နဲ့သူ့ကိုခဲနေရမှာမယုံစောက်ကြည့်အမပြောတာ တွေ့လားမမိုးမခိုးရပဲနဲ့ तू ကောင်းစောသိတယ်နော်အခုမမိုးရတက်လိုက်လို့မမိုးတခိုးမလို့ပြန်တော့ခေါ်တယ်နော်ကြည့်လိုက် သူကတော့ခိုးတာမဟုတ်ဘူးနော်သူကတော့မခိုးဘူးဘာဖြစ်လဲဆိုတော့သူတို့ကအဲ့ဒီတခိုးဆက်တွေကိုမမိုးတွင်းလိုက်တာလေ တွေ့လားမမိုးတော့မခိုးဘူးဒါပေမဲ့သူတို့ဘက်ကကိုစီဘက်ကမမိုးတခိုးဆဲလို့တွင်လိုက်တာတဲ့နော်အဲ့ဒါတက်တယ်ပဲ သူကိုဆောင်ကပြောပြီးသားပဲအလေးယုံမှာခေါ်ပေးမယ်သူ့အဖွဲကိုဆောင်နဲ့ကိုအောင်ခင်တို့ကသူလာမလားမလေးသူနေတဲ့နေရာအမတိသွားပြီနော်သူနေတဲ့နေမြေကိုအမတိသွားပြီနေတဲ့နေမြေကိုသားကိုတို့အလောင်းတတဲ့တဲ့နေရာဝက်ခုခံမှနေတယ်အဲ့ဒီဝက်ခုခံပလက်ယုံဆိုတာလေအဲ့ဒီပလက်ယုံနဲ့ပလက်ကြီးအမအများပြားကြီးသိတယ်သူ့နေမြေကိုသွားတယ်လေသူ့အိမ်ကိုမသွားဘူးလေအောင်နောက်စီအဖေကစစ်စစ်လေးပဲသူ့အိမ်ကိုသွားတယ်သူ့အိမ်ကိုသူခေါ်တယ်ဒါပေမဲ့သူ့အိမ်ကိုမသွားဘူးသူ့နေမြေကိုသွားတယ်ဒါပေမဲ့ပလက်ယုံမှာခေါ်စစ်တယ်သူကိုစစ်စစ်လေးအဲ့ဒါအဖေကဦးတိချက်ထားရမှာတော်လန်ရေးသမားတွေကိုကလေးကြတော့ခိုးချဖို့ဟမ်ဘောမမမောင်ကိုကလေးကြတော့အဖေတော်မိတ်ဆွေဝေးဆုံးနေတဲ့အကောင်ကိုတော်လန်ရေးပါလို့တော်လန်ရေးအထောက်ဖို့ပါလို့အမိခဲ့ပြီးတော့လုံနေတာကရှက်ဖို့ကောင်းတယ်တော်လန်ရေးသမားတွေကနင်းကိုတိုက်ခိုက်တာမဟုတ်ဘူးထောက်ပြတာနော်ထောက်ပြတာတော်လန်ရေးလုပ်ရင်ရန်ကကင်းရမယ်ပြစ်သားရမယ်ဆိုတာကိုအဲ့လိုမျိုးသူပြောတတ်ဘူးဟုတ်သူပြောတတ်ဘူးသူက သူပြောတယ်မမိုးကအဲ့လိုမျိုးပုံစံပြောမတတ်ဘူးတဲ့မမိုးပြောတယ်လေပထမဗီဒီယိုမမိုးပြောတယ်လေဒုတိယဗီဒီယိုလည်းမပြောတယ်လေဟမ်အဲ့ဒါမမိုးကိုလေ तू ဘလောက်အထင်သေးလဲဆိုတာအကြောင်းပြောတယ် तू ကပဲ line ပေါ်မှာမိသမီးတယောက်ဆောင်ပြီးတော့မမိုးကဟိုခိုင်းတယ်ဒီခိုင်းတယ်မမိုးကရောက်มาတယ်ဟုတ်သူရဲ့စကားအတန်အားလုံးကိုနားထောင် မခိုးချောက်ပြပေါ့တခုပေါ့နည်းနည်းလေးပြတခုပေါ့သူ့ပါစကအဲ့လိုမျိုးဖြစ်နေတာအဲ့ဒါဆို အဲ့လည်းငါပြောရအမှန်ပဲလေစင်းစရာမချပြလို့စင်းအစစ်မစင်းမခံလို့စင်းတခိုးပဲပြောရမယ်လေတခိုးလို့အမြင်ပေါ်ခံကြလို့စင်းချပြလေမမိုးတို့စင်းစစ်မယ်လေဟုတ်လားလူအချင်းချင်းစကားပြောကောင်းမှုစကားပြောတခြားနေရာမှာတွေ့မမိုးအဲ့လိုမျိုးဖြစ်နေတာလဲလို့ အဲ့လိုမျိုးသူပြောတတ်ဘူးဟုတ်သူပြောတတ်ဘူးသူကနင်းမခိုးချောက်ပြပေါ့တခုပေါ့နင်းနည်းနည်းလေးပြတခုပေါ့သူ့ပါစကအဲ့လိုမျိုးဖြစ်နေတာအဲ့ဒါဆိုးလားတိလားဆိုးလားစီကဲနည်းနည်းမထားဘူးကွာသူများစိတ်ခနဲ့ပြောလာလို့ရှိရင်ပောက်ကရပြောတယ်နောက်သူများသူ့ကိုတအားကြီးပြောလာတဲ့ခါကျလို့ရှိရင်ပိုရှုပ်သွားတယ်ပြောမတတ်တော့အဲ့လိုဖြစ်သွားတာ ပိုဆောက်သွားတယ်တဲ့ပြောမတတ်တော့ဘူးတဲ့သူပြောတယ်ငါလောက်လာတဲ့ပွဲ6နှစ်ကျော်တဲ့နေ့မှာဘသူဘယ်ဆရာမှငါလာတော့မသိဘူးနေ့လိုမျိုးလဲလာတော့ဖင်မရကြဘူးနေ့လိုမျိုးလာတော့ချီကပြီးတော့ဆရာလိုမိုးလိုစက်ပတ်လိုလာတော့မလုပ်ဘူးနော်ဒီပွဲမှာအမလေးနေရပါလေငါရံဖြစ်ငါကိုစီနဲ့ရံဖြစ်တာငါနေမဟုတ်ဘူးနေရငါနေရမှာလာလူပြီးတော့ဟိုဗာလဲအဲ့လိုပြောအဲ့လိုမျိုးနေအဲ့လိုမျိုးလောက်မယ်ဆိုတာအဲ့ဒါငါအံ့ဩတာဟာတခါတလေငါပြောငါကိုစီနဲ့ရံဖြစ်တာ तू ကကိုစီနဲ့ရံဖြစ်တာမဟုတ်ဘူး तू ဘာတွေလာစောင့်တာလဲစဉ်းစားကြည့်လေဟုတ်လားဒီဘာလို့ဆိုတော့ तू ကတောင်းလိုက်ရေးကိုဖျက်ဆီးနေတာအဲ့ဒါပဲသူ့ရဲ့ရင်ရွယ်ချက်က အဲ့တော့ငစီတို့အကွက်တဲမှာဝင်တယ်ငစီထွင်တဲ့အပေါက်တွေကိုတစ်ခါလေးဝင်သွားရောကိုရိုးသားလာတဲ့များကိုလှုပ်လာတဲ့များအနှစ်ပေါင်းများစွာကငစီပေါင်းတဲ့ငစီထွင်တဲ့အပေါက်တွေကိုတစ်ခါလေးဝင်သွားရောအဲ့တော့မလို့ကိုရိုးသားလာတဲ့များကိုလှုပ်လာတဲ့များအနှစ်ပေါင်းများစွာကငစီပေါင်းတဲ့တခိုးပေါင်းတဲ့လူယုံမှာပေါင်းတဲ့လူခွေးကြီးခွေးချန်ခွေးတိရစ္ဆာန်တွေရဲ့လှုပ်ချက်အငြင်းတွေကိုဝင်သွားရင်ဘလောက်ပဲဖြောင်းမဲ့ဘလောက်ပဲရိုးသားဘယ်တော့မှငုံထွက်လို့မရဘူးဘာဖြစ်လဲသူ့အနောက်မှာကာယံပေးမဲ့လူတူတယောက်မှမရှိတယ်လို့မျိုးသူ့ကိုဖိပြီးဆွဲတင်ပေးမဲ့လူမိသူတယောက်မှမရှိဘူးမမိုးကအယတနာမှုကောင်းတယ်နော်ဒီလိုမမိုးဖြစ်လာနေမမိုးကာယံပြီးဘယ်သူမှတတ်မပြောပေးဘူးမဆာတယောက်ပဲရှိတယ် သူတရားပဲရှိတယ်သူငါတနာဆုံးသူငါဟိုဗလဲဟိုအခဲဆုံးသူငါအစိုးရင်ဆုံးအဲ့ဒီကောင်မကငါပေါ်ခွေချင်ခွေစားกินနေတာငါနောက်မှာဓာတ်ဆယ်လက်ဆယ်နဲ့ပြန်တော့ထိုးတဲ့မေးမရုံမ
မဆာတူတာကြကြမပြောထားဘူးဆိုလို့ရှိရင်မဆာလေးအချက်အလက်နဲ့ထောက်ပြပြီးတော့တင်းမှာပို့မှာလေတိလားမဆာကိုလူတချို့အကြီးကြီးကလည်းတားထားတယ်ဝဲမစုံနဲ့တမီးအပူဆိုးသွားမယ်တမီးကပြောတတ်တယ်အဲ့ဒါကြောင့်မလို့မဆာတီးခဲ့တာအပြင်ကနေပဲရှင်းတမီးဥပဒေဘောင်လေးကနေတမီးရှင်းပြောတတ်နေတဲ့အောက်တန်းစာမကအခုထိပွဲမပြီးအောင်လုပ်နေတယ်ပွဲတွေစုညံအောင်လုပ်နေတယ်တော်လန်ရဲ့ထိခတ်အောင်လူတွေဝေဝါအောင်လုပ်နေတဲ့အောက်တန်းစာမပြောတတ်လုံးလို့နော်တော်လန်ရဲ့ဒုက္ခရောက်တော့မယ်မိမယုံမကြီးလိုက်အဲ့လိုကြောင့်အမလေးတိတ်ပြီးတော့အမခဲ့တယ်သူ့ကိုပဲချိန်မပါတဲ့စကလုံးတွေပြင်မပါနဲ့ဘလို့ပဲပြောသူဟာပဲသူ့သဘောသူစိတ်သူ့အတိညာသူပဲသိတယ်ဆိုရင်အမတို့ကဘလို့လုံးမတော့မောင်လေးရဲ့မဆာတူတာကြကြမပြောထားဘူးဆိုလို့ရှိရင်မဆာလေးအချက်အလက်နဲ့ထောက်ပြပြီးတော့တင်းမှာပို့မှာလေတိလားဒီအုံနောက်ကိုဖြတ်ပြီးတော့မမိုးကိုထည့်ပေးလိုက်မှာတိလားသူ့အုံနောက်ကိုညီမခဏယူထားမှာအဲ့လိုမျိုးတော့လဲပလိုက်ချင်တာတိလားတူတာအုံနောက်စီနဲ့အတိတရားနဲ့သူပြောမယ်ဆိုလို့ရှိရင်အခုဖြစ်တဲ့ကိစ္စမှာဘောမမောင်ကြောင့်ဖြစ်တာငါစီမှာဘာမှမရှိဘူးမလေးမိန်းကလေးကသူဘာမှလုပ်လို့မရဘူးနော်အမတို့လည်းသွားမယ်ဆိုရင်အမတို့အုံနောက်အမတို့လူအမတို့ကာပြီးတဲ့လူမရှိပြီးတော့အမတို့ကစပတ်ပြားပဲယူပြီးတော့သွားပါမလားမောင်လေးရဲ့အုံရလို့မရဘူးမောင်လေးအဲ့ဒါမောင်ဂျားတွေကမောင်လေးတယောက်ပြောတယ်ရလို့မရဘူးလားဒီပြဿနာကနော်သူကဒီပြဿနာနဲ့တာယာနေတယ်နော်ဘာလို့ဆိုတော့ तू ကတွေးချင်တယ်တော်လန်ရေးကြတာကို तू တွေးချင်တယ်တော်လန်ရေးဒုက္ခရတာကို तू တွေးချင်တယ်ထောက်ပို့တွေအားလုံးဒုက္ခရတာကို तू တွေးချင်တယ်ဒီဖာတယ်မှာရလို့မရဘူးမောင်လေးအဲ့ဒါမောင်လေးမားသွားပြီရရင်ငစီလုံးကအตาရသွားပြီတိလားငစီနေ့တိုင်းလိုင်းထောင်ပြီးတော့ငစီကတော့ပြောတော့မှာနောက်ပြီးတော့အဲ့ဒါသိပြီလားဒါတက်တယ်ပဲမမွားတကယ်ရလိုက်တယ်နော်မမွားတော်လန်ရေးကိုမကြစေချင်ဘူးပြည်သူလူထုကိုစိတ်ထိခိုက်တာမလုပ်ချင်ဘူးနော်တော်လန်ရေးမနှောက်နေစေချင်ဘူးကွာမမိုးတော်လန်ရေးမျက်နှာပဲငဲ့မယ်မမိုးဖြစ်ချင်တဲ့စာတအတိုင်းခံစားချက်အတိုင်း तू ပြောတယ်လို့မျိုးမို့သွားလို့ရှိရင်ဘာတွေဖြစ်သွားမလဲဒါအဲ့ဒါမမိုးရသွားပြီနော်မမိုးရသွားလို့ तू မမိုးမချင်တာလို့အဲ့ဒါမမိုးအဲ့လိုမျိုးအခုဒီမျိုးပြန်တော့ခွေးချင်းခွေးချင်ပြန်တော့လောက်တာနားထောင်နော်ရလို့မရဘူးမောင်လေးအဲ့ဒါမောင်လေးမားသွားပြီရရင်ငစီလုံးကအตาရသွားပြီတိလားငစီနေ့တိုင်းလိုင်းထောင်ပြီးတော့ငစီကတော့ပြောတော့မှာနောက်ပြီးတော့အဲ့ဒီမမိုးလက်စဲနေတဲ့လူမှန်တယ်မြအကုန်လုံးကလည်းမမိုးကတခိုးပါဆိုတာကိုခေါင်းစဉ်တက်လိုက်တော့မှာမယုံရင်စောက်ကြည့်အမပြောတာရလို့မရဘူးမောင်လေးအဲ့ဒါမောင်လေးမားသွားပြီရအဲ့ဒါကြောင့်မလို့ဒီစရင်စရာကိုအမတို့ရအောင်သူစီသွားပြီးစစ်မှရမှာစစ်တဲ့ခါကျလို့စီလို့ရှိရင်သူမမအမတို့မိန်းကလေးတာပဲအမတို့မန်ကယ်လို့သွားစစ်တယ်ဆိုတာသူ့ကိုချပြရမယ်နောက်တစ်ခါမှခွေးကြီးခွေးချင်နေမပြောရဲရအောင်တခိုးဆိုတဲ့ဟာအမတို့တကယ်လို့အမတို့ဒါထပ်ပြီးမပြောရင်မမိုးမြောင်းနေရောက်မှာနော်မောင်လေးမျိုးစောက်ကြည့်အမမြင်နေတာသူဒီလိုပြောလက်မသူပြောတယ်နော်အဲ့ဒီစင်းစရာမရှိလို့စင်မမိုးမြောင်းထဲမှာရောက်သွားမယ်တဲ့မမိုးကမခိုးစားဘူးမမိုးဘက်ကယောက်ျားလေးတယောက်ကိုစိန်ခေါ်တယ်စရင်လာစစ်ပါငါပြောတဲ့နယ်စုံမတန်အတုအစစ်စိမရှိမမိုးရစိန်ခေါ်ပြီးသူလာမကြည့်ဘူးဆိုရင်ပြည်သူကသိပြီလေငါဘယ်လိုမျိုးမြောင်းထဲမှာရောက်မလဲငါကဘာမှအစစ်မခံချင်ဘူးဆိုရင်ဟုတ်လားဘာမှမစိန်ခေါ်ဘူးဘာမှအစစ်မခံချင်ဘူးဆိုရင်အဲ့ဒါငါတခိုးပဲလေဟုတ်လားအဲ့ကြောင့်နေကတက်ရောက်မှနေတာနော်အကြောင်းပြချက်အမျိုးမျိုးပဲနေဖြစ်ချင်တဲ့အရာကိုပဲနေကဦးစားပေးပြီးတော့ထောက်ပို့တွေအားလုံးပါတွေဖြစ်သွားမလဲဘန်တွေအားလုံးပါတွေဖြစ်သွားမလဲနေမစင်စားဘူးတော်လိုင်းရေးတကက်မလားနေမစင်စားဘူးနော်အဲ့ဒါ तू ဖြစ်ချင်တဲ့စန္ဒကို तू ပြောတဲ့သူ့ရဲ့အတန်တွေအားလုံးနားထောင်သိသွားပြီဟုတ်တော့ကိုပဲပြောင်းတော့မှာတကယ်လို့ဒီစရင်စရာတွေမှာအမတို့လုံးဝမချပြနိုင်တော့ဘူးမစစ်ဘူးအမတို့ကချပြတယ်ကွာသူ့အမတို့ကလုံးဝမစစ်နိုင်ဘူးဆိုလို့ရှိရင်အမတို့ကမားသွားပြီအဲ့ဒါအဲ့လိုဖြစ်သွားမှာအဲ့ဒါကြောင့်မလို့ဒီစရင်စရာကိုအမတို့ရအောင်သူစီသွားပြီးစစ်မှရမှာစစ်တဲ့ခါကျလို့စီလို့ရှိရင်သူမအမတို့မိန်းကလေးတာပဲအမတို့မန်ကယ်လို့သွားစစ်တယ်ဆိုတာသူ့ကိုချပြရမယ်ဒါတွေအားလုံးအသက်သေးပဲဘသူကရောက်မှလဲဘသူကဒီပြဿနာကိုစေချင်တာလဲဘသူကရောက်မှလဲဘသူကဒီလိုဖြစ်လာအောင်ဖန်တီးဖို့ဆက်ပြီးတော့ရောက်မှလဲဆိုတာနော်ဘယ်သူပဲဝါတက်သေးရတော့အခုမှမို့ချပြတဲ့အတန်အတိုင်းပဲနော်အမမို့ဘယ်လောက်ရိုးသားလဲသူပြောတယ်နော်ကိုစီဘက်ကဘယ်လိုမျိုးမရိုးသားလဲကိုစီရဲ့အဖွဲ့အစည်းတွေကသူ့ကိုဘာတွေလာတော့တိုင်လဲအကောင်လုံးကြားပြီနော်အဲ့ဒါ SWS ကျေးဇူးပြုရဲ့ဒီအတန်ဖိုင်ကိုလဲကိုရကောက်မှပြန်တင်ပေးပါကိုဘက်ကရိုးသားလို့စင်ပေါ့နော်အမှန်တရားကိုကြိုက်လို့စင်ပေါ့โอเคနော်ဆာဆိုတဲ့မိန်းမရောက်မှပါပြောလဲတဲ့အဲ့ဒီဘလဲမမိုးနဲ့ဟိုထိုင်းဖိုးကြီးမမိုးကိုမတရားဆွဆွဲတဲ့အချိန်မှာမမိုးသူ့ကိုအကူကြီးတောင်းတဲ့တခုနော်စစ်နေစာပေးတယ်အဲ့ဒီထိုင်းအဖိုးကြီးကမတရားဆွဆွဲတဲ့အတွက်ကြောင့်မမိုးပြောတယ်မမိုးကိုစစ်နေတရားစာပေးပါမမိုးပတ်စံပေးမယ်အဲ့ဒီစစ်နေကိုမမိုးပေးရတာ1000လား2000လားမသိမှမတော့ဘူးနော်မမိုးကိုပိုင်ငွေနဲ့မမိုးပေးတာနော်အဲ့ဒါထိုင်းအဖိုးကြီးကဗလဲအဲ့ဒီချိန်မှာကရင်လက်ချီပွဲနဲ့ပတ်သက်ပြီးတော့မမိုးမတရားဆွဆွဲတယ်မမိုးကဟိုစစ်ပေးဆောင်လားဘာလားမမိုးစစ်ပေးဆောင်လည်းမဟုတ်ဘူး तू အမျိုးမျိုးဆောက်ပြောတာပေါ့ तू များမဟုတ်မှန်တဲ့တင်းကိုတွားပြောတယ် तू ပြောခိုင်းတယ်လေ तू ကပြန်တော့ပြောတဲ့အတွက်ကြောင့်အဲကြောင့်မမိုးကစစ်နေစာရတဲ့အချိန်မှာ
စစ်နေလဲပလိနဲ့တိုင်လိုက်တယ်တိုင်တဲ့နောက်ပဲမှာပလိစာကွာမပြောင်းတင်တယ်ထိုင်းဖိုးကြီးလဲအဲ့ဒီစာတွေ့တဲ့ဘာမှမဟုတ်လာပြီးတော့တောင်းမှန်တယ်ပြီးတော့သူမဟုတ်မှန်တာတင်တဲ့ဗီဒီယိုကိုသူကလုံးပြန်တော့ဖျက်ချရတယ်အဲ့ဒါပြီးသွားပြီနော်သူပြောတဲ့ပုံစံအမလေးမိုးပြဿနာတိုက်တန်းမှာသူ့ကိုတော့ကူညီတောင်းတယ်မမိုးထိုင်းနိုင်ငံမှာကူညီဖို့တဲ့ကရင်လူမျိုးအယောက်80ရဲ့ပိတ်ဆန်ရဲ့အကျွေးပေါ့နော်ဘာသိန်း40နော်မမိုးဘာသာနဲ့မမိုးစစ်နေငားတယ်နော်သူ့ကိုလည်းတော့ကူညီတောင်းတယ်အဲ့ချိန်မှာလည်းသူ့လည်းမသိဘူး तू ကတော့မိုးသိတာကြာပြီပေါ့နော်စစ်နေဆိုတာမမိုးဘဲကြီးဘက်ကလည်းစာပေးလို့ရတယ်မမိုးသိတဲ့လူတွေထိုင်းနိုင်ငံမှာဆိုရင်စစ်နေတယ်အများကြီးပဲရှိတယ်ကိုရွေးချက်တတ်ဖို့ပဲလိုတာပေါ့နော်အခု तू ကဗာလဲထိုင်းနိုင်ငံမှာငါသူ့ကိုတယောက်ပဲသိတယ်လို့ထိုင်းနိုင်ငံမှာ तू ပဲတပ်ပဲတယ်လို့ထိုင်းတယောက်ပဲ तू ပဲသိတယ်လို့နွားမကနော်စောက်ကြီးစောက်ကျင်နဲ့អော်နေတယ်၄ရက်အတွင်းချက်ချင်းပြန်ရတယ်နော်အဲ့ဒီစစ်နေတယ်လည်းမမိုးပါတာနဲ့မမိုးငားတာသူ့ကိုတော့ခိုင်းတယ်မဟုတ်ဘူးโอเคနော်ကိုသားကိစ္စတုန်းကလည်းမမိုးကမမိုးပါတာနဲ့ဒီစစ်နေတဲ့စာမှာ तू ကဝင်လာပြီးတော့အော်မမိုးရေ तू ကပလိတ်တွေတိတဲ့ဘာညာတလက तू လဲကိုသားကိုချစ်တဲ့သူတယောက်ကိုသားကိုခင်တဲ့သူတယောက် तू လောက်မှာပါအမမိုးကဟိုစစ်နေတယ်မစားနဲ့တော့ तू တိတဲ့ပလိတ်တွေစီတယ်အဲ့ဒါ तू တိလို့စင်လောက်ပေါ့ तू လည်းတော်ပြီးတော့လောက်ပေါ့ဒါပဲနော်အမလေးစီးတဲ့ပြဿနာတိုင်းမှာနေပဲဖင်ရပြီးတော့လာပြီးတော့ငါ့ကိုကူညီမယ်တလို့ပါတလို့နေရတက်နာမယ်ကြီးချင်တာနော်ဆဆအရင်တော့နေရနာမရဘယ်လိုမျိုးပြက်ခဲ့လဲဆိုတာနေကလူရပြန်တော့ဝင်ချင်တယ်လေလူရပြန်တော့ဝင်ချင်တော့ငါလာတော့ချီကားတယ်ဟုတ်လားငါကလေဆဆသူများကိုရေးကိုတာအကြောင်းကမပြောဘူးโอเคနော်အရင်တော့ကနေရကိုရေးကိုတာနဲ့ပတ်သက်တာနေရအကြောင်းတွေကချီးထက်ယုံစရာကောင်းတယ်ကွာပြီးတော့နော်ဒီသူလူတို့ရဲ့ငွေနေနဲ့နစ်လင်နော်အလူခံထားတာတွေဘာတွေဖြစ်သွားလဲနိနာမယ်ဘယ်လိုမျိုးပြတ်သွားလဲနေ့အဖွဲစီဘယ်လိုမျိုးကွဲသွားလဲဆိုတာငါကလုံးသိတယ်ဒါမဲ့နော်နေ့သမိုင်းနေသိမှာပါနေပါတွေလောက်ထားလဲဆိုတာနေ့စောက်ကြောင်လဲနော်သိတဲ့အလူတွေအများကြီးပဲအခုကတော့ဒီနေ့နေ့အတန်နဲ့ပတ်သက်ပြီးတော့လူတွေကပို့ပြီးတော့သိသွားတာပေါ့ကွာနေကလည်းမင်းအွန်လိုင်းဒလန်ထက်ဆိုးတယ်သိလားမင်းအွန်လိုင်းဒလန်ထက်ဆိုးတယ်အောင်မလေးပြီးတော့ဗာလဲမေစုငါရဲ့ဘန်တခင်တော်မအဲ့ဒီမငါရဲ့ဘန်တခင်နဲ့သူနဲ့ပေါင်းပြီးတော့မမို့တို့ပေါ်လိုက်တဲ့တော်လန်ရေးထောက်ပို့ဘန်ကသူတို့သိချင်တဲ့ဘသူဘန်လဲတဲ့အဲ့ဒါသိပြီနေတို့တွေကပုတ္တဒလန်ဒီလားဟမ်မမို့တို့ပို့တဲ့တော်လန်ရေးဘန်ပြဘသူဘန်လဲတဲ့အဲ့ဒီဘန်တခင်ကိုသိချင်တယ်တဲ့ဟာအဲ့ဒီဘန်တခင်ကိုသိချင်လို့ရှိရင်နေတို့တွေကမြောက်လိုက်ခိုင်းစားတဲ့ပုတ္တတွေဒလန်ဒီလားဟမ်အော်အဲ့ဒီဘန်တခင်အော်တော်လန်ရေးငွေကိုလက်ခံတယ်ကွာသိလို့ရှိရင်တော့ဖမ်းမယ်အဲ့လိုမျိုးလားမေဆူးဆိုတဲ့တောင်မကမမို့ပြည်သူအားလုံးပြောထားမယ်နော်မမို့နဲ့လာတော့ချီကြတာမရိုးသားဘူးပြည်တို့ तू ကပုတ္တဖြစ်တယ်ဦးကျော်သူအိမ်မှာ तू သွားလေတုန်းကလည်း तू ကကောင်းကောင်းမွန်မွန်သွားမလဲပဲနဲ့ဦးကျော်သူအိမ်ကိုဟိုစစ်ဒီစစ်ဟိုကြည့်လိုက်ဒီကြည့်လိုက်ပြီးတော့တန်တရားစီးလိုက်ပြီးတော့ဟိုလူအထင်မအောင်ဒီလူအထင်မအောင်မမို့လည်းအထင်အောင်ထင်မအောင် तू လာပြီးတော့ပြောပြတယ်ကွန်ပျူတာတန်းဆိုရင်လည်း तू တန်တရားစီးလို့စင်မမို့ကိုပွင့်လင်းပြောဟုတ်လားမမို့ဦးကျော်သူမေးပေးမယ်ဟုတ်လား तू တန်တရားစီးတဲ့မတန်အမေးပေးမယ်အတူအစစ်မမေးဘူးပြီးတော့လူတွေတန်တရားစီးအောင်ဟိုလူပြောလိုက်ဒီလူပြောလိုက်ဟိုမကြည့်တော့ပြောလိုက် तू ကောင်းလိုက်ပြီးတော့ပြောတယ်အဲ့ဒါပူတာလို့ခေါ်တာနော်ငါတို့ယုံကြည်အောင် तू လာလောက်ပြီးတော့ငါတို့လူတွေသူ့ကိုယုံကြည်ပြီးဆိုရင်ငါတို့ကိုဘယ်လိုပြန်တော့ဖြိုမလဲဆိုတာအဲ့လိုမျိုးရောက်မှာတာနော်အခုမင်းစုကပြောတယ်မကြခင်နဲ့သူရဲ့ရက်ချိန်ရရောက်တော့မယ်တဲ့โอเคရက်ချိန်နော်ရက်ချိန်ရနောက်ဆောင်ရက်နေ့ကဘယ်နေ့လဲပြောပေးပါအောင်နော်မိုးရဲ့ဘဲကြီးကစစ်နေငားထားပါတယ်နော်အဲ့ကြောင့်အဲ့ဒီရက်ချိန်ရနောက်ဆောင်ရက်နေ့မှာပြောပေးပါအောင်မမို့တို့စစ်နေတော့ပေးမယ်ပြီးတော့နော်ဘယ်လိုမျိုးစစ်ဆေးလဲဘယ်လိုမျိုးစကားပြောလဲစစ်နေရတော့နားထောင်မလို့နော်အဲ့ဒါကိုမေစုရဲ့ဘန်နဘာကိုမေစုရဲ့ဖုန်းနံပါတ်ကိုစစ်နေကိုပေးထားမယ်စစ်နေကဖုန်းဆက်လိုက်မယ်နော်မေစုနော်ဖုန်းကင်နော်ကိုဘက်ကရိုးသားတယ်နေတော့ပြောတဲ့ရက်ချင်းကတကယ်စီလားမစီလားဆိုတာစစ်နေကသိချင်လို့နော်စီလို့စရင်သူလည်းသွားပြီးတော့နားထောင်မယ်သွားပေးမှာပေါ့အဲ့ဒီစစ်နေကနော်မမို့တို့ကငားပေးတယ်နော်အစင်သစ်ပဲโอเคနော်ဖုန်းကင်ပေးပါခိုးစားလိန်စားခြင်းမရှိဘဲဖြောက်မတ်စွာလှုပ်ဆောင်ခဲ့တဲ့တမိုင်းဟာဘယ်တော့မှအယိုင်းခံမှာမဟုတ်ပါဘူးအခုဖွင့်ချလိုက်တဲ့အတန်ဖိုင်တွေဟာဆက်စာနဲ့မေဆူတို့ရဲ့ခွေးစားခင်းတဲ့တစ္ဆာဖောက်မှုအတွက်အကောင်းဆုံးအဖြေပဲဖြစ်ပါတယ်။သတင်းအမှန်တွေကိုအမြဲမျက်ခြေမပြတ်စောင့်ကြည့်နိုင်ဖို့ကျွန်တော်တို့ရဲ့ page ကိုစောင့်ကြည့်ပေးကြပါဦးခင်ဗျာ။မိဘပြည်သူအပေါင်းကိုစိတ်နှစ်ပါအေးချမ်းကြပါစေခင်ဗျာ။